ဘာကြီးနေလို့နောက်တော့ပြောနေရလဲဗျာဟာမင်းကလည်း digital online ကြီးကြည့်နေတာကွာဒီမှာ live လွှင့်တာကိုကြည့်နေတာချက်ပေါ်သူကဒီမှာဖွင့်တော့မှာဒီပေါင်းဖတ်တော့ပါအေးကနူးရှင်ရဘာလို့လဲသိပြီလားဟာချက်ပေါ်သူကထွက်သွားပြီကွာကန်ထူးရှင်ကငါကွာငါဒီမှာကန်ထူးသွားပြီသိန်းတစ်ထောင်ဂျပေါ့အထူးဆိုရင်စက်သိန်းထောင်ပါဝင်ပေါ့နော်ဒီထီစုမဲပေါင်း14စုကိုပါသိမ့်ပိုက်သွားနိုင်ခဲ့ကနူးရှင်မင်္ဂလာပါခင်ဗျာမင်္ဂလာပါငန်းကြီးရေဟုတ်ကဲ့ပါဟုတ်ဒါအခုလိုမျိုးပေါ့နော်ဂျပေါ့အထူးစုကြီးစက်သိန်းထောင်ပါဝင်တခြားဒီထီစုမဲ14စုပါသိမ့်ပိုက်သွားနိုင်ခဲ့ကနူးရှင်ကြီးကလည်းကျွန်တော်တို့အနေနဲ့ဒါအထူးဝမ်းသာပေါ်နေမိပါတယ်ခင်ဗျာအေးပါအကိုလည်းဝမ်းသာပါတယ်အားလုံးလည်းပြောပြခြင်းနေတယ် online ထီအကြောင်းပေါ့ကြည့်တယ်ဟုတ်ကဲ့ဒီ fight digital online ထီပေါ်လာတဲ့အတွက်ကြောင့်ကျွန်တော်တို့မိသည့်နေရာမှာပဲဖြစ်ဖြစ်ငွေအမောက်နည်းနည်းလေးနဲ့လည်းမိမိရဲ့ကုသိုလ်ကံအကျိုးပေးလေးတွေပေါ်လို့ပေါ်လာ냐ဆိုပြီးတော့ကိုကကန်ဆန်းလို့လည်းရတယ်။ဒါကြောင့်အခြေခံလူတန်းသားတွေမှာဒီလိုချက်ပေါ်သူပောက်သွားတဲ့ခါတွေကျွန်တော်တို့လိုပဲပောက်သွားတဲ့အခါမျိုးကိုမိမိလှုပ်ချင်တာတွေမိမိပေးကမ်းချင်တာတွေလှူချင်တာတွေမိမိရဲ့ရည်ရွယ်ချက်တွေမိမိရဲ့ပန်းနိုင်တွေအားလုံးကိုလှုပ်ဆောင်နိုင်တဲ့အတွက်ကြောင့်ကျွန်တော်ကအများကြီးဝမ်းသာတယ်။ပြင်ကုန်တယ်လို့တော့ဗောနော်အမျိုးသမီးကတော့ဝန်တန်းလုပ်တယ်နေရက်ကတော့တောင်ကူအရှိပုတ်တွင်း online platform ပေါ်မှာလောင်းကစားအမျိုးမျိုးပေါ်နေတဲ့အထဲမှာဒီလိုတရားဝင်တဲ့ဥစ္စာဆိုတော့ကျွန်တော်တို့ပို့ပြီးတော့လည်းအားပေးတယ်ဒါကြောင့်လည်းကျွန်တော်ထိုးပြခဲ့တာပေါက်ချင်းမပေါက်ချင်းမိမိရဲ့ကုသိုလ်ကံနဲ့ပဲဆိုင်တာပေါ့လေဟိုကချက်ပေါ်သူကိုချရေးလိုက်တယ်ဟိုထိုးခဲ့တဲ့ထီတွေထဲမှာရှောက်ရှာပြီးတော့တိုက်လိုက်တယ်ဒီလိုမျိုးကန်ထူးတာဥစ္စာကိုတော့အရန်ပျော်တာပေါ့အဲ့ဒီနေ့ကလည်းဘယ်လိုပြောမလဲမျော်လင့်ပြီးသားကွာအဲ့လိုအနေထားမျိုးနဲ့ပဲကိုကဒီ light လွှင့်တာကိုလေစောင့်ကြည့်နေတာပေါ့အဲ့လိုဘယ်လိုပြောဝမ်းသာတာကိုကပြောမထွက်အောင်ဝမ်းသာဆိုလို့ဖြစ်သွားတယ်အနားမှလည်းဘယ်သူမှမရှိဘူးကျွန်တော်တယောက်တည်းရဲ့ဆိုတော့ဒါပေမဲ့ပေါင်မှန်းကတော့တေချာတိသွားပြီကျွန်တော် screen shot ရိုက်လိုက်တယ်ရိုက်ပြီးတော့ကယ်လာရီတွေကနေသွားပြီးတော့ zoom ဆွဲကြည့်ရတယ်တာဝန်တနဲ့ထားခင်တူးနဲ့လွဲနေမှာဆိုလို့ကိုယ့်နံပါတ်ကလွဲမအောင်ပြောတာပါချက်ပေါ်သူကတော့မလွဲဘူးလေတာဝန်မှုမှန်သိတယ်အဲ့လိုမျိုးတွေလောက်ရတယ်အဲ့မှာကျွန်တော်အဲ့ဒါလေးလည်းနည်းနည်းအလုံးရှုံနေတဲ့အချိန်မှာဝမ်းသာတာတစ်ဖက်အဲ့ဒါတီချာတာမတီချာတာကိုလည်းအဲ့လိုတစ်ဖက်နဲ့ဆိုတော့နောက်တကယ်တီချာသွားတဲ့အခါကျတော့ကျွန်တော်အတိုင်းမသိဝမ်းသာသွားတယ်နောက်ဖွင့်မပြောတတ်အောင်ဝမ်းသာနေတာကိုတယောက်တည်းကိုဖြစ်နေတာအဲ့လိုအဲ့လောက်ထိအောင်ဝမ်းသာခဲ့ပါတယ်ဝါရွင်းကာလဖြစ်တဲ့အတွက်ကြောင့်အကိုဝါဆိုသင်္ကန်းကပ်မယ်နောက်တစ်ခုကိုတက်နိုင်တဲ့ဥစ္စာလေးတွေလည်းအကိုစုမယ်လို့တော့စိတ်ကူးထားတယ်ကျေးဇူးတင်ပါတယ်ဘာဖြစ်လို့လဲဆိုတော့ငွေ1000လောက်နဲ့လည်းသိန်းပေါင်းများစွာကိုစုခိုးအောင်လုပ်ပေးထားတယ်ခုနကအကိုတို့မှာတခြား platform တွေတခြားလောင်းကစားအများကြီးပေါ်ပေါက်နေတဲ့အချိန်မှာအခြေခံလူတန်းသားတွေကအစအကုန်လုံးဟိုတနိုင်တစ်ပိုင်းလေးနဲ့မိမိရဲ့ချွေးနေတာလေးတွေနဲ့ဟိုထိုးပြီးတော့သိန်းအများကြီးပေါက်အောင်လို့ဒီလိုမျိုး software တွေဖန်တီးတယ်ဒီလို digital platform တွေကနေပြီးတော့ဒါထီချိတဲ့သူတွေအားလုံးမျှဝေပေးတဲ့ဥစ္စာအတွက်ကြောင့်လက်လန်းမီအောင်ထိုးနိုင်တဲ့အတွက်ကြောင့်အကိုတို့လည်းကျေးဇူးတင်တယ်လို့နောက်အများကြီးလဲကျွန်တော်လိုပဲချက်ပေါ်စုကြီးတွေပေါက်အောင်လို့ဝိုင်းဝန်းပြီးတော့မိမိရဲ့ကံလေးတွေနဲ့မိမိရဲ့ဉာဏ်လေးတွေနဲ့မိမိရဲ့လုံလောက်ရိယရှိတဲ့ငွေကြေးလေးတွေနဲ့ရင်းနှီးမြှုပ်နှံကြည့်ကြပါလို့လည်းတိုက်တွန်းချင်ပါတယ်လို့အားလုံးကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ပါကျွန်တော်တို့အခုလိုမျိုးဒါချိန်ပေးပြီးတော့ပြင်စားပေးရတော့ကျွန်တော်တို့ဘက်ကလည်းအထူးကျေးဇူးတင်လို့အခုလိုမျိုးဂျပေါ့ဆုကြီးတာကန်ထူးသွားတဲ့အတွက်လည်းကျွန်တော်တို့ဘက်ကအထူးဝမ်းသာကုန်ပြီးပါတယ်ဆိုကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာကျေးဇူးတင်ပါတယ်